အားလုံးပဲမင်္ဂလာပါအခုကတော့ဘာကိုပြောပြချင်လဲဆိုရင်ဒီဂျာမန်စာကိုစိတ်ဝင်စားတဲ့လူတွေနောက်ပြီးတော့ intensive course ကိုမှဒီဂျာမနီနိုင်ငံ Munich မှာရှိတဲ့ education center ကနေပြီးတော့မှအတန်းကိုတက်ချင်တယ်ဆိုရင်ပေါ့နော်ဒီတက်လို့ရတဲ့အတန်းလေးအကြောင်းကိုပြောပြချင်ပါတယ်ကျမအနေနဲ့ဆိုရင်လည်းအခုဂျာမန်စာတက်နေတယ်ပေါ့နော် intensive course ကိုတက်နေတယ်အဲ့တက်တာကိုဘယ်ကနေဘယ်လိုစီရင်သွင်းပြီးတော့မှဘယ်လိုရှာလဲဆိုတာကိုပြောပြပေးမယ်နောက်စီရင်သွင်းရမယ့်နေရာကတော့ဒီ link ပေါ့နော်ဒီ link ကိုကြတော့အခု comment မှာချထားပေးမယ်အဲ့လိုဆိုရင်ထွေထူးထူးသွားရှာစရာမလိုတော့ဘူးကိုယ့်ဘာကိုဒီ link ကိုဝင်ပြီးတော့မှလုပ်ဆရာရှိတာတွေဆက်လုပ်ရုံပဲအဲ့ဒါဆိုလို့ရှိရင်ဒီမှာကိုကြည့်လိုက်အောင်နော်ဒီဟာကဘာကိုပြောချင်လဲဆိုရင်ဒီ Munich မှာရှိတဲ့ education center လို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဒီစာကကြတော့အခုဒီမှာရေးထားတဲ့ဥစ္စာတွေကအကုန်လုံးကဒီဂျာမန်လိုရေးထားတယ်ပေါ့နော်ရေးထားတယ်ဆိုတော့ကိုကအသစ်ဆိုရင်ကိုကနားမလည်သေးဘူးလေနားမလည်သေးဘူးဆိုတော့ဘာလုပ်လို့ရလဲဆိုရင်ဒီမှာဒီ language ကိုရွေးလို့ရတယ်ပေါ့နော် language ကကြတော့ဘယ်ဟာကိုပြောင်းမလဲဆိုရင် English ကိုပြောင်းလိုက်မယ်ဆိုတော့ English ကိုပြောင်းလိုက်ပြီဆိုရင်တော့ဒီမှာအကုန်လုံးက English လိုတွေရေးထားတယ်ပေါ့နော်အဲဆိုရင်ပို့ပြီးတော့မှနားလည်မှာဖြစ်ပါတယ်အခုဒီမှာဒါကျမကတော့ဒီ link ကို bookmark လုပ်ထားပြီးတော့မှ save ထားတာဖြစ်တဲ့အတွက်ထွေထူးဘာမှရွေးစရာမလိုဘူးဒါပေမဲ့တခုရှိတာဒီ course တွေကိုပဲခေါင်းစဉ်အောက်ထဲမှာရှိလဲဆိုရင်ဥပမာပေါ့နော်ဒီ Deutsch and integration ပေါ့နော်ဒီအောက်ထဲကိုသွားပြီးရင်နောက်တစ်ခါ online Deutsch ဆိုတဲ့ဟာတွေကိုသွားပြီးရင် learning German online ဆိုတဲ့ဟာကိုရွေးလိုက်မယ်ပြီးလို့ရှိရင်တော့ဘာတွေတွေ့ရမလဲဆိုရင်ဂျာမန်ဘယ်ကနေပဲထိလဲပေါ့နော်အဲဆို A1 ကနေ C2 ထိကိုဒီမှာရွေးထားတဲ့ဟာပေါ့ဒါရွေးထားပြီးသား result နော်နောက်မရွေးထားသေးတဲ့ဟာဆိုရင်တော့ကိုယ့်ဘာကိုဒီကြောင့်အတိုင်းပေါ့ဒီအောက်ကိုသွားမယ်ပြီးရင် online Deutsch ကိုသွားမယ် learning German online ကိုသွားမယ်နောက်ပြီးတော့ကိုရွေးမဲ့အတန်းပေါ့နော် A1 ကနေ C2 ထိလာဘယ်ကနေပဲထိလဲဆိုတော့ category ရွေးလိုက်မှာပေါ့အခုတော့ဒီ category ကိုရွေးလိုက်လို့ဒီဟာပေါ်လာတဲ့ result ပေါ့နော် A1 ကနေ C2 အဲ့လိုဆိုလောလောဆယ်ဥပမာပေါ့နော်ကိုက A1 ကနေ A2 ထိကြားထဲကရှိတဲ့အတန်းတွေကြည့်ချင်တယ်ဆိုရင်ဒီဟာကိုနှိပ်မယ်ပေါ့နော်နှိပ်လိုက်တယ်ဆိုရင်သူက result ကဘယ်လိုပြလဲဆိုရင်အဲဒီမှာပေါ့နော် A1 ကနေ A2 ထိဖွင့်ထားတဲ့အတန်းကဒီမှာ53တန်းအောင်ရှိတယ်ပေါ့နော်ရှိတယ်ဆိုတော့ဒီမှာသူ့ရဲ့ description တွေရေးထားတယ်ဥမာဒီမှာ A11 intensive course ဆိုလို့ရှိရင်ဒီတပတ်မှာ unit 20လောက်သူကသင်တယ်လို့ပြောချင်တာပေါ့နော်သူကစမဲ့ရက်ဆိုရင်ဒီမှာကြည့်လို့ရတယ်15ရက်9လ2026ကနေဒီတန်းစထားတယ်ပေါ့နော်15ရက်9လဆိုတော့အခုကစထားပြီးသားပေါ့စထားပြီးဘယ်ချိန်မှလဲဆိုရင်9 hour ဆိုတော့မနေ့9နာရီပေါ့ဂျာမနီရဲ့အချိန်မနေ့9နာရီမှာသူကစတယ်နေရာကြတော့ဗာလဲဆိုရင် online ကနေသင်တယ်ဆိုတော့ဒါ online ကနေ join ရမှာပေါ့နော်ဒါကတော့ intensive course နောက်တစ်ခု A21 ဆိုရင်လည်းဒီတိုင်းပဲဒီမှာ A21 intensive course ပေါ့နော်ဘယ်ချိန်မှစမလဲဘယ်ရက်မှစမလဲပေါ့နော်ဘယ်နေရာလဲပေါ့ဒီမှာရေးထားတယ်နောက်တစ်ခုက A22 intensive course ဆိုလဲဆိုအဲ့ဆိုရင်နောက်လဒီမှာစမဲ့ဒီ course ကိုကြည့်အောင်ပေါ့ဥပမာပေါ့နော်ဒီမှာ19ရက်8လဆိုလို့ရှိရင် August လ19ရက်8လဆိုရင်ဒါ A11 intensive course ရှိတယ်ဆိုတော့ပြောချင်တာကဒီမှာလေအတန်းတွေကလည်းအများကြီးပဲဥပမာ A11 intensive course ကိုမှနှစ်ခုလောက်ဒီတစ်လထဲမှာသူတို့ run နေတာလည်းရှိတယ်ဆရာမတွေကတော့မတူဘူးပေါ့နော်မတူအဲ့လိုဆိုရင်ဥပမာပေါ့နော်ဒီ course ကိုဖွင့်ပြီးတော့မှကြည့်လိုက်မယ်ဒီမှာနော်ပါလဲဆိုရင်ဒီ A11 intensive course ကိုဖွင့်ကြည့်လိုက်တော့ဒီမှာဒါ course number ပေါ့နော်သူတို့ online ကနေ join လို့ရှိရင်ဒီ course number နဲ့ join ပေးရတယ်အဲ့လိုဆိုတော့ဒါတော့ course number ပေးထားတယ်န
နောက်တစ်ခုဒီမှာသူကစမဲ့ရက်နဲ့တကယ်ဆုံးမဲ့ရက်တူပါပြောထားပေးတယ်နောက်ပြီးတော့ဆီယာမကဘယ်သူကတင်မှာလဲပေါ့နော်သူကတင်မှာပေါ့နော်ဆိုတော့စမဲ့ရက်ဆိုရင်15ရက်9လ2026ကနေစမယ်မနေ့9နာရီမှာစမယ်နောက်ပြီးမဲ့ရက်ကကြတော့14ရက်8လ2026မှာပြီးမယ်ပေါ့ Friday ဆိုတော့တောက်ကြနေပေါ့နော်ဒါကတော့ MI ဆိုတာ mid fox ဆိုတော့ဟိုကဗာလဲဗုဒ္ဓနေ့ကိုပြောတာပေါ့နော်9နာရီမှာစမယ်12နာရီ15အချိန်မှာပြီးမယ်လို့ပြောချင်တာเนาะဒါနေတိုင်းเนาะဆိုတော့ intensive course ကဘယ်လိုသင်လဲဆိုရင်တစ်ပတ်မှာ9ရက်သင်တယ်9ရက်တင်းင်းလာနေပြီးတော့မှတောက်ကြထိ9ရက်သင်တယ်စနေတင်းင်းကနေကတော့ပိတ်တယ်ဆိုတော့ဒီကာလကနေဒီချိန်ကနေဒီချိန်အတွင်းကစက်တိုက်သင်သွားတယ်စနေတင်းင်းနေကြတဲ့မှာနားတယ်ပေါ့เนาะသင်မဲ့ဆရာမကတော့ဘယ်သူလဲဆိုရင်ဒါသင်မဲ့ဆရာမပေါ့နောက်တစ်ခါဒီမှာဈေးနှုန်းဘယ်လောက်လဲဆိုရင်389ယူရိုရှိတယ်ပေါ့နော်ဆိုတော့မြန်မာကျပ်အနေနဲ့ဆိုရင်တော့တော်တော်များမယ်ထင်တယ်အဲ့ဒါတော့ပြန်ပြီးတော့မြှောက်ကြည့်ရမှာပေါ့နော်မြန်မာကျပ်ဘယ်လောက်ကျလဲဆိုတော့မြှောက်ကြည့်ရမယ်နောက်တစ်ခုကဒီမှာဘာလဲဆိုရင်ဒီရက်နဲ့ဒီရက်အတွင်းမှာသင်မဲ့အချိန်ကကြတော့23ချိန်ပေါ့ဥပမာဒီနေ့တရက်စပြီးတော့မှသင်ပြီဆိုဒါကိုဒီချိန်လို့ပြောလို့ရတယ်เนาะတစ်ပတ်မှာ9ချိန်ပေါ့เนาะတစ်ပတ်မှာ9ချိန်စုစုပေါင်းဆိုရင်23ချိန်သင်တယ်ဒါပေမဲ့ unit ကကြတော့တစ်ပတ်မှာ20 unit နှောင်းနဲ့သူကသင်သွားမယ်လို့ပြောချင်တာเนาะဆိုတော့ဒီမှာကြည့်မယ်เนาะဘာဖြစ်လဲဆိုရင်ဒီက15ရက်9လမှာသူကစလာခဲ့တာကြည့်ပါအောင်9နာရီကနေ12နာရီ15 9နာရီကနေ12နာရီ15အချိန်တွေကမပြောင်းဘူးเนาะအကုန်လုံးအတူတူပဲဒီမှာ15 16 19Wednesday Thursday ဒီမှာ Friday Saturday Sunday ကြတော့ပိတ်ရက်တွေ့လားအားကြောင့်ဒီမှာဘာမှမရှိနေဘူးနောက် Monday ဆိုတော့တနင်္လာနေ့မှာပြန်စမယ်အင်္ဂါပုပ်တဟူးကြာသပတေးတောက်ကြ24ရက်တောက်ကြတွေ့လားစနေတင်းဝင်နေဒီမှာအချိန်စရာမရှိဘူးဆိုတော့ပိတ်တယ်အဲ့ဒါအခု Monday Tuesday Wednesday Thursday Friday ပေါ့နော်ဒီလိုပဲသွားမယ်ပေါ့နော်ဆိုတော့သူတို့စီမှာ public holiday ရှိတယ်ဆိုရင်တော့ပိတ်တယ်ဆိုရင်ဒီမှာအချိန်စရာဘာမှမရှိဘူးအဲ့တော့ဟိုပြောချင်တာအတန်းတစ်ခုကိုသူတို့ကအချိန်စရာတစ်ခါတည်းဆွဲထားပြီးသားဘယ်ရက်တွေမှာတက်ပြီးတော့ဘယ်ရက်တွေကပိတ်မယ်ဆိုတာဒီမှာတစ်ခါတည်းကြည့်လို့ရတယ်ဆိုတဲ့သဘောပေါ့နော်ဒီကလေးရှိတယ်နောက်တစ်ခုကဘာရှိမလဲဆိုရင်အဓိကအရေးကြီးတာပါလဲဆိုရင်ဒီဟာအရင်အရေးကြီးတယ်ဒီဟာပါလဲဆိုရင်ဒီ network Noir A11 ပေါ့နော်ဥမာပေါ့နော် digital Oscar ပဲပေါ့ပြောချင်တာ online ကနေ join မှာဖြစ်တဲ့အတွက်ကိုကစာအုပ်ဝယ်မယ်ဆိုလို့ရှိရင်ဒီစာအုပ်ကိုဝယ်ရမယ်လို့ပြောချင်တာဒီစာအုပ်ကိုဝယ်ရမယ်ဘယ်ကနေလဲဆိုရင် Blinklandy ဒီ Collection ဆိုတဲ့ဟာနေဝယ်ရမယ်ပေါ့နော်ဝယ်တဲ့အချိန်မှာအဲ့စာအုပ်ကိုဒီနာမည်နဲ့သွားရှာလို့မရဘူးအဲ့ဆိုရင်အများကြီးကြာလာလိမ့်မယ်ဆိုတော့သူ့မှာနံပါတ်အတိအကျရှိတယ်ဒီမှာ NB ပေါ့နော်ဒါ ISBN number လို့ခေါ်တယ် ISBN တဒမ်းမှာဆိုရင် course book ပေါ့နော် course book နဲ့ Ubuntu book ဆိုတာဟိုလေ့ကျင့်ခန်းလုပ်တဲ့စာအုပ်နဲ့ဖတ်စာအုပ်လို့ပြောမလားဒါဆိုဖတ်စာအုပ်ဒါဆိုလေ့ကျင့်ခန်းလုပ်တဲ့စာအုပ်ဆိုပြီးတော့မှအမျိုးအစား2မျိုးဝယ်ရတယ်ဒါဆိုရင် course book အတွက်ဆိုရင် number က1နဲ့ဆုံးတယ်နောက် Ubuntu book အတွက်ဆိုရင်တော့ဒီ number 2နဲ့ဆုံးတယ်တွေ့လားဒီကအရင်အရေးကြီးတယ်ဘာလို့လဲဆိုတော့အတန်းတက်တဲ့ချိန်မှာတချို့ကျောင်းသားတွေကစာအုပ်တွေမှားပြီးတော့ဝယ်ကြတယ်ဆိုတော့ကိုသင်ရမယ်တကယ်ဒီဆီယာမသင်မဲ့စာရွက်ကစာအုပ်ကဒီဟာတွေဒါပေမဲ့ကိုကတခြားဟာဝယ်လိုက်တဲ့အချိန်မှာဟိုစာအုပ်ကသုံးလို့တော့ရတယ်ဆိုပေမဲ့နှမျောဖို့ကောင်းတာပေါ့နော်ဟိုကအတွက်လည်းကုန်တယ်နောက်ဒီဟာလည်းမရှိမဖြစ်လို့လားဆိုတော့ဒီဟာလည်းပြန်ဝယ်ရတယ်ဆိုရင်နှစ်ခါတွေကုန်တာပေါ့နော်အဲ့လိုဆိုတော့ဒီဟာတော့အရန်ကိုအရေးကြီးပါတယ်ဆိုတော့ဒါကတော့ A11 ဆိုတဲ့သင်တန်းဥပမာပြထားတာပေါ့နော်အချက်လက်တွေအကုန်လုံးကတော့ဒီမှာအကုန်လုံးရေးပြထားတယ်ခုနပြောတဲ့အတိုင်းအကုန်လုံးကိုရေးပြထားပါတယ်လို့ဆိုတော့ဒါကတော့ Munich မှာရှိတဲ့ education center တစ်ခုကနေပြီးတော့မှ join လို့ရတယ်သင်တန်းပေါ့နော်သင်တန်းဒီဟာမှ register လုပ်ချင်တယ်ဆိုရင်ပေါ့ဒါမှမဟုတ်ဒီဟာ register မလုပ်ချင်သေးဘူးဆိုရင်လည်းကိုက
ဆီယာမတွေပါတွေရှာလို့ရသေးတယ်ချိန်စရာကိုပေါ့ကို A11 တက်မယ်ဆိုရင် A11 နဲ့ဆိုင်တဲ့ဟာဒီမှာလက်တစ်ခုရှိတယ်တူလား A11 ပေါ့ဒါပေမဲ့ဒီဟာတော့19ရက်8လမှာစမယ်ဒါကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်ပါရှိလဲဆိုဒီမှာကြောက်ဆီယာမနောက်တယောက်ဖြစ်သွားပြန်သူ့နာမည်ကဒီမှာကွဲသွားပြန်ပြီတွေ့လားခုနကတော့ဆီယာမနဲ့မတူဘူးဒါပေမဲ့စာအုပ်ကတော့တူတယ်ဘာလို့လဲဆိုတော့ education center ကတူနေတာဖြစ်တဲ့အတွက်ဆီယာမတွေအချိန်တွေသာကွဲသွားမယ်ဒါပေမဲ့သူတို့ကင်တဲ့စာအုပ်တွေကတော့အတူတူပဲပေါ့နော်အဲ့ဒီဟာရှိတယ်ပြီးရင်နောက်တစ်ခု A11 ကိုပဲနောက်တစ်ခေါက်ပြန်ကြည့်ရA11 မှာဘာလဲဆိုရင် intensive course နဲ့ဒီရိုးရိုး standard course နဲ့မတူသေးဘူးပေါ့နော် standard course ဆိုရင်ကြတော့သူကကျွန်မထင်တယ်သူဘယ်လိုမျိုးပဲသင်မလဲဆိုရင် Monday နဲ့ဒီမှာဟိုပါပဲသင်တယ်ပြောရမယ်ဆိုဒါတစ်ပတ်မှ2ရက်ပဲသင်တယ်တနင်္လာနဲ့ဒီဗုဒ္ဓဟူးပေါ့နော်တနင်္လာဗုဒ္ဓအဲ့ဒါကြာ standard course ပေါ့ intensive course လိုမျိုးတစ်ပတ်မှ9ရက်မသင်ဘူးအဲ့လိုဆိုတော့အချိန်ကတော့ပို့ပြီးတော့မှကြာမှာပေါ့နော် intensive course ဆိုရင်ကြတော့ပို့ပြီးတော့မှမြန်တယ်သူက course တစ်ခုဆိုရင် A11 ဆိုရင်တစ်လနဲ့ပြီးတယ် A12 ဆိုတစ်လနဲ့ပြီးတယ် A21 တစ်လနဲ့ပြီးတယ် A22 တစ်လနဲ့ပေါ့နော်သင်တာပြီးတယ်ပေါ့နော်ပို့ပြီးတော့မှမြန်တာပေါ့ဈေးနှုန်းကလည်းကွဲတယ်ပေါ့နော်ဒီ standard course ဆိုရင်330ပဲရှိတယ်ခုန intensive course ကြတော့385လောက်ယူရိုလောက်ရှိတယ်လीနော်အဲ့လိုဆိုတော့သင်တဲ့အပ်မယ်ဆိုရင်တော့ဒီခေါင်းစဉ်တွေကိုတေချာတော့ view site ပြီးတော့မှဖတ်ပေးရမယ်ဟိုမှားတဲ့ကိုမတက်ချင်တဲ့အတိုင်းယူသွားပြီးတော့မှအမိတယ်ဆိုရင်တော့ဟို cancel လုပ်ရတာတွေဘာတွေကအဆင်ပြေခြင်းမှပြေမှာပေါ့နော်ဆိုတော့ဒါတွေကိုအဓိကထားပြီးတော့မှဖတ်ဖို့လိုပါတယ် A11 intensive course ပါဒါတော့ဆိုတော့ဒီ course ကို register လုပ်မယ်ဆိုရင်ဒီချင်းပုံစံလေးဒါလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်လို့ရှိရင်ကိုကဆက်ပြီးတော့မှအရှိကိုဆက်ပြီးတော့မှသွားမယ်ပေါ့နော်ဒီဟာလေးကိုနှိပ်ပေးပြီးလို့ရှိရင်ဒီ course တစ်ခုကကိုယ့်ရဲ့ဒီချင်းတွေကိုရောက်လာပြီပေါ့နော်ဒါကို register လုပ်ပါမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့လိုဆိုတော့ဒီမှာသူက maybe ကိုယ့်ရဲ့ဒီ email address နဲ့ password နဲ့ပေါ့ဒါပေမဲ့ကိုက user အသစ်ဖြစ်နေတဲ့ဒီသူတို့ရဲ့ site ထဲကိုတစ်ခါမှ register မလုပ်ထားတဲ့သူအခုမှအသစ်ဆိုရင်တော့ register လုပ်ပေးရတယ်ကိုယ့်ရဲ့ email ကိုရိုက်ထည့်ပြီး password တွေ create လုပ်ပြီးတော့မှပေးရတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်စီမှာ user name နဲ့ email ဗာလဲ user name နဲ့ password ကတော့ရှိပြီးသား user အဟောင်းဆိုရင်ကြတော့ရှိနေပြီးသားဟာနဲ့ပဲဒါဝင်ပြီးတော့မှတဆင်ချင်းစီဒီအဆင့်ကနေပြီးတော့မှကိုယ့်ရဲ့အချက်လက်ကိုဖြည့်ပြီးတဲ့နေရာနောက်ပြီးတော့မှလိုအပ်တာတွေကိုဒီမှာတဆင်ချင်းစီကတ်နဲ့ဝယ်မှာလားဗာနဲ့ဝယ်မှာလဲပေါ့နော်ဟိုမှာဖြစ်ဒီမှာအများကြီးတော့မဟုတ်ဘူးသူမေးတယ်ပေါ့နော်အဲ့လိုဆိုတော့ကိုယ်အဆင်ပြေတဲ့ဟာတွေကိုတဆင်ချင်းစီရွေးသွားပြီးတော့မှနောက်ဆုံးဒီအဆင့်ရောက်လို့ရှိရင်တော့ကိုကစည်ရင်သွင်းတာပြီးသွားပါပြီစည်ရင်သွင်းတာပြီးသွားပြီဆိုလို့ရှိရင်သူတို့ဘက်ကနေပြီးတော့မှဘာပို့လဲဆိုရင် confirmation email ပို့ပါတယ်နင်းစည်ရင်သွင်းထားတယ်ပေါ့နော် course number ကဘလောက်ဆိုပြီးတော့မှလိုအပ်တဲ့အချက်လက်တွေကိုကိုယ့်ရဲ့ email ကနေပြီးတော့မှသူတို့ကနေပို့ပေးပါတယ်ဆိုတော့ဒီ website ရဲ့ link လေးကို comment မှာချထားပေးမယ်နော်အဲ့ဟာစည်ရင်သွင်းချင်တဲ့သူဆိုရင်တော့ link ကိုနှိပ်ပြီးတော့မှခုနပြောသလို user name နဲ့ password create လုပ်ပြီးတော့မှကိုတက်ချင်တဲ့ course ကိုခုနအဆင့်လိုက်ရွေးပြီးတော့မှစည်ရင်သွင်းလိုက်ရုံပါပဲအဲ့လိုဆိုတော့တခြားမေးချင်တာပါညာလေးတွေရှိရင်လည်း comment မှာမေးထားခဲ့လို့ရတယ်ကျမကလည်းအခုမှစပြီးတော့မှ try နေတဲ့သူပေါ့နော်အကုန်လုံးမသိနေဘူးအဲ့လိုဆိုတော့ဘာပဲပြောပြောအတတ်နိုင်ဆုံးတော့တည်ရရှိရင်တော့ဖြေသွားပေးမယ်ပေါ့နော်ကျေးဇူးတင်ပါတယ်